စီးပွားလုပ်တာကိုအပြစ်လို့မပြောဘူးမြတ်စွာဘုရားကိုယ်တိုင်ကအေးမင်းတို့လူဖြစ်လာလို့ရှိရင်မျက်စိနှလုံးရှိရမယ်တဲ့မျက်စိတစ်လုံးကဘာလို့ဆိုရင်စီးပွားရှာရတဲ့မျက်စိနောက်မျက်စိတစ်လုံးကဘာလို့ဆိုရင်ကိုချင်းတရားမျက်စိဒီနှစ်ခုပြည့်စုံရင်ပြီးရောလူဘဝနော်မြတ်စွာဘုရားကစီးပွားရှာတာကအနှစ်သာရမဟုတ်သေးဘူးအနှစ်သာရကကိုချင်းတရားမှာဆိုနှစ်ခုစလုံးရစေခြင်းစီးပွားပဲရှာပြီးတော့ကိုချင်းတရားပြက်ပြားနေမယ်ဆိုရင်အနှစ်သာရဘာမှမရနိုင်ဘူးဒါကြောင့်မို့နှစ်ဖက်စလုံးရအောင်အမြင်နှမျိုးနဲ့လုပ်ရမယ်ဘက်စုံကြိုးစားရမယ်ဆို Eye for economy ဆို economy နဲ့ပတ်သက်လာတယ်စီးပွားဥစ္စာပေါ်မှာလည်းမျက်စိရှိရ Eye for morality morality နဲ့ပတ်သက်တဲ့မျက်စိလည်းရှိရနှစ်ခုအဲ့ဒါမှလူ့ဘဝမှာပြည့်စုံတယ်လို့မြတ်စွာဘုရားဟောတာနော်အဲ့ဒီမျက်စိနှလုံးမပါဘူးဆိုရင်ပဂတိမျက်စိနှလုံးမရှိတဲ့လူကိုမျက်မမြင်လို့ခေါ်ကြတယ်မျက်မမြင်သူကန်းဆိုပြီးခေါ်ကြတယ်တလုံးပြည့်နေလို့ရှိရင်လည်းဒုက္ခိတလို့ပြောတယ်ကိုချင်းတရားပြည့်ပြီးစီးပွားဥစ္စာတစ်မျိုးတည်းရှာလို့ရှိရင်တလုံးပြည့်နေတာနဲ့တူတူပဲအော်နှလုံးစလုံးပြည့်စုံအောင်ကြိုးစားဖို့မြတ်စွာဘုရားကိုယ်တိုင်ကဟောတာတချို့ကလည်းအတွေးလွဲတယ်စီးပွားရှာတာပဲငရဲကြည့်သလိုလိုတွေးကြတယ်စီးပွားရှာတာကိုတချို့ကလောဘဖြစ်တယ်လို့ရှာလောဘဆိုတာစီးပွားရှာမရှာဖြစ်နေမှာပုထုဇဉ်ဆိုလောဘတော့ရှိတယ်စီးပွားဥစ္စာရှာတာစီးပွားဥစ္စာဖြစ်တာလောဘကြောင့်ဖြစ်တယ်ဆိုပြီးလောဘသွားပြီးတော့ချီးမွမ်းနေမချီးမွမ်းနဲ့ economy ဆိုတာလောဘမဟုတ်ဘူးပညာစီးပွားရှာရတာကပညာကြိုးစားတာကဝိရိယလောကလူတွေချမ်းသာကြွယ်ဝတယ်ဆိုတာကံရဲ့အထောက်အကူပေါ်မှာကြည့်ပြီးတော့ပညာနဲ့ဝိရိယအသုံးချလို့ချမ်းသာတာဒါပေမဲ့တချို့လူတွေကလောဘကြောင့်ချမ်းသာတယ်လို့ထင်တာလောဘကြောင့်ကတော့မချမ်းသာဘူးလောဘကြောင့်ဆိုရင်တခိုးတမျှပဲဖြစ်မယ်လောဘကသူများပစ္စည်းရချင်တာပဲရှိတယ်လေသူရှာရတာမှမဟုတ်တာကိုအဲ့ဒါကြံ့ကြံ့ဖန်ဖန်ကြောက်တဲ့လူကရှိသေးတယ်စီးပွားရှာလို့ရှိရင်လောဘနဲ့စီးပွားရှာတာမို့ငရဲကြီးတယ်လို့ထင်သေးတယ်မကြီးပါဘူးပုရုဇဉ်ဆိုတာတော့အကုသိုလ်တော့ရှိတာအကုသိုလ်ရှိတိုင်းငရဲကြတယ်လို့မှမဟုတ်တာဒါမို့အကုသိုလ်ကိုခွဲတဲ့ပါယကပ္ပနိယအပယ်ချတဲ့အကုသိုလ်ကတစ်မျိုးအနပါယကပ္ပနိယအပယ်မချတဲ့အကုသိုလ်ကတစ်မျိုးအပယ်ကိုချစေနိုင်တဲ့အကုသိုလ်မှာအပယ်ကိုချတာနော်ခဏလိုသူများသက်တွေတတ်တယ်သူများဥစ္စာခိုးတယ်ဆိုတာတွေကြတော့အပယ်ချစေနိုင်ငါးပါးသီလလုံလို့ရှိရင်အပယ်ချဖို့မရှိဘူးပေါ့နော်လောဘရှိုံနဲ့တော့ပယ်မချဘူးစီးပွားဥစ္စာရှာတယ်ရလာတဲ့စီးပွားဥစ္စာကကုသိုလ်ကောင်းမှုလုပ်လိုက်မယ်ဆိုလို့ရှိရင်နတ်ပြည်တောင်ရောက်သွားလိမ့်ဦးမယ်နော်ဒါကြောင့်မို့ကိုချင်းတရားလဲကောင်းမောမျက်စိနှလုံးရှိရမယ်အဲ့ဒီပညာရက်ကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားတတ္တာသီလသုတ္တစာကပညာအဲ့ဒီချင်း၅ရက်လူတွေမှာရှိနေဖို့လိုတယ်အဲ့ဒီချင်း၅ရက်ကိုလည်းကုသိုလ်လို့ခေါ်တာပဲနော်အဲ့ဒီတရားတွေရှိနေဖို့လိုအပ်တယ်အဲ့ဒါတွေကိုယ်တဏ္ဍာမှာရပြီဆိုတော့မှအနှစ်သာရဆိုတာရှိတယ်